သက်60ကျော်တွေကဘာလို့အဲ့လိုဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့ဩဇာပါဝါမန်းကြီးကိုမတိဆောက်ခဲ့လို့သားသမီးစကားနားထောင်တာပြီးရင်သားသမီးကိုဇုံလုံးကန်းတာအဲ့ဒါ60ကျော်တွေကိုဖြစ်ကိုခံเนาะအဲ့ဒါကိုယ့်ရဲ့ဘဝကိုကိုဖြစ်လို့ကိုလှုပ်လို့ကိုဖြစ်ခဲ့တဲ့ဘဝကျွန်တော်ပြောပြီးပြီသားသမီးကိုတဲ့ပြောတာဟဲ့မင်းတို့ကငါ့ကိုလှုပ်ကြည့်လို့မစင်စားနဲ့မင်းတို့လှုပ်ဆန်ကမစားဘူးခါပြောတာသားသမီးတဲ့ပြောထားတာကျွန်တော်နဲ့တီးတယ်เนาะရွှေတောင်ကြားကတထေးအိုမန်နီလို့ခေါ်တယ်သားသမီးတွေအကုန်လုံးကဝိုင်းချစ်တယ်ချစ်မှာပေါ့ပတ်စံရှိတယ်လေပတ်စံရှိရတယ်တထေးလေအိုမန်နီလေမှတ်ထားအဲ့ဒါမှတ်ထား60ကျော်လဲမိသားစုကမထားတာအဲ့မှတ်ထားသားသမီးဆိုတာလေယုံရင်ဇုံလုံးကန်းတယ်ဒီကောင်တွေကိုတစ်စက်မှမယုံနဲ့all in မလုံနဲ့မင်းတို့သားသမီးကို all in လုပ်ရင်မင်းတို့ဘွားပြတ်မယ်60ကျော်လဲပြတ်မှာပဲအဲ့တော့ကျွန်တော်ကပြောထားပြီးသားဟဲ့မင်းတို့လည်းငါပညာတတ်တယ်မင်းတို့လည်းဉာဏ်ကြီးတယ်မင်းတို့ငါ့ကိုလှုပ်ကြွေးစရာမလိုဘူးမင်းတို့ငါ့ကိုစိတ်ဆင်းအောင်မလုပ်နဲ့မင်းတို့ငါပြောတယ်လို့လှုပ်လိုက်ငါပြောတယ်လို့မင်းတို့ဘွားအောင်မြင်မယ်အေးငါလှုပ်တယ်လို့တော့မလှုပ်နဲ့ငါပြောတယ်လို့မင်းတို့အောင်မြင်မယ်တဲ့ပဲမင်းဘာမှ complain မတက်နဲ့တော့မင်းကြီးစားထားဖို့မစင်စားနဲ့မင်းတို့လက်အဲ့မဟုတ်ရင်ငါမင်းတို့ငါကြောင်းထုတ်မှာအပေါ်တင်ပြောထားပြီးသားသမီးလည်းမညာအောင်ပေါ်တင်ပဲတဲ့ပဲတားလည်းမညာအောင်အဲ့တော့60ကျော်လုံးမှာတာသမီးစကားနားထောင်ရင်ခမပြည့်နော်ခမပြည့်ဩဇာအာဏာမတိဆောက်နိုင်လို့ခမပတ်စံရှိအောင်မလို့ဒါမှမဟုတ်ရင်ပတ်စံမရှိလေခမဩဇာအာဏာမတိဆောက်နိုင်လို့အများကြီးမြင်ခဲ့ပြီကျွန်မိသားစုဆရာဝန်နေ့စဉ်လူနာကွာအများကြီးကြည့်နေစကားပြောရင်သိတယ်ကျွန်တော်လာပြောရင်ကြင်ကြံတောင်းရင်အောင်မြင်အောင်တော့မပြောနိုင်ဘူးဒါပေမဲ့မင်းလောက်တာဆောက်တလွဲဆိုတာသိတယ်ပြောကြည့်လိုက်9မိနစ်10မိနစ်စကားပြောလိုက်ဒီကောင်ဘာကောင်လဲတန်းသိတယ်ဒီကောင်ဘာကောင်လဲသိတယ်မင်းဘာဖြစ်မှာလဲဘာလို့ချင်တာလဲတန်းသိတယ်ဒါလူတယောက်ရဲ့စိတ်ကိုသိနိုင်တယ်ဖတ်နိုင်စွမ်းဆိုတာဒါကျွန်တော်တို့နေ့စဉ်လူတွေနဲ့စကားပြောနေလူတွေသိတယ်ကွာဒါတွေက motivation ပြောနေမှာဟုတ်ကိုဖြစ်လို့ကိုညံ့လို့ပဲကျွန်တော်တဲ့ပြောပြစားမင်းတို့ငါ့ကိုလှုပ်ချေကြမလို့ဘူးမင်းတို့နဲ့ငါချမ်းသာတယ်မင်းတို့ငါ့ကိုစိတ်ဆင်းအောင်တစ်စက်မှလာမလို့နဲ့စောင့်ကံမှာတစ်တော့ဒါဘာလို့သိလားပါဝါအာဏာရှိလို့ဒီကောင်တွေနဲ့ချမ်းသာအောင်လုပ်ထားလို့ဒါပဲသားသမီးတွေကိုယုံရင်ဇုံလုံးကမ်းမှာနော်သားသမီးကိုချစ်လို့အောင်းရင်အဲ့ဒါဘဝပြတ်မှာဘယ်သူမှဘေးစရာအကြောင်းမရှိဘူးနော်ကိုပညာသင်ပေးလိုက်သူ့ဘာသူရက်တည်နိုင်ပြီးပြီသားသမီးဆိုတာမင်းပညာအမွေဖိလိုက်လို့လက်သွားမှာမှတ်တာသားသမီးဆိုတာအဲ့ဒါပဲဒါပဲနော်ကိုယ်တိုင်ရဲ့ဘဝကိုကိုယ့်ကိုတိဆောက်အောင်သားသမီးဆိုတာကိုကမြှောက်ကိုးစရာမလိုကျွန်တော်တို့အဲ့လိုရွေးချက်နဲ့ရက်တည်တာလားကလေးတွေကိုပြောထားပြီးသားတစ်ခါပြောထားပြီးသားမင်းတို့ငါ့ကိုလှုပ်ကြွေးစရာဘာဆောက်ကြောင်းမှမရှိဘူးဘာဆောက်ကြောင်းမှမရှိဘူးတဲ့ပဲမင်းတို့လှုပ်ဆန်ကထိုင်စားမှမဟုတ်ဘူးလို့ပြောထားတာဒါကျွန်တော်ရဲ့ခံယူချက်ပဲ